ခင်မောင်ဟာရွာရဲ့အလယ်မှာရှိတဲ့သူ့အိုးအိမ်ဟောင်းနဲ့ပဲအေးအေးဆေးဆေးနေထိုင်နေသူပါဒါပေမဲ့ညတိုင်းညနေ12နာရီကျော်ရင်ဒီသူ့အိမ်ရဲ့ကျမ်းပြင်ဟာသူတယောက်တည်းနင်းတန်မဟုတ်တဲ့အတန်တွေနဲ့ပြည့်နေတတ်ပါတယ်တညမှာဦးခင်မောင်ဟာအိတ်မပျော်ပဲမိချစ်ကိုညှိလိုက်ပြီးဘသူလဲလိုအားပါတရမေးလိုက်တဲ့အခန်းထောင်းကအနက်ရောင်ရိတ်တစ်ခုကအခုတော့ငါလှဲလို့တရေကပြောပြီးမိချစ်အလင်းနဲ့ဦးခင်မောင်ရဲ့အရေးကပျောက်သွားတယ်သတင်းပေါက်ကနေဖြုံးဆိုတဲ့အတန်နဲ့အတူလေတိုက်လာပြီးငင်းသွားတဲ့အခန်းထဲမှာဦးခင်မောင်ရင်တွေနေရန်ကိုနောက်ပြန်ကပ်လိုက်တဲ့သူ့လယ်ပင်မှာအေးဆက်တဲ့လက်တစုံဖြည်းဖြည်းချင်းရစ်ပတ်လာတယ်ငါသမီးကိုပြန်ပေးပါဦးခင်မောင်ခြေထောက်တွေပြက်ကြပြီးတောင်းပန်ပါတယ်ငါမတ်တက်မင်းပါတို့ရင်ကွဲနာကြတန်နဲ့អော်လိုက်တဲ့အချိန်တကားကြီးအပြင်းထန်ပိတ်ကြတန်နဲ့အတူအခန်းထဲကအရေးတွေပျောက်ကွယ်သွားတယ်မနက်မိုးလင်းချိန်ကြက်တွေអော်တန်နဲ့အတူဦးခင်မောင်မိုးလာတော့သူ့လက်မှာရှုံစည်းနဲ့သွေးစွန်းတွေကက်ကြံနေတာကိုတွေ့ရတယ်ကြည့်ရှုပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုအသစ်တင်တိုင်းမလွတ်သွားအောင် Burmese Sign Entertainment ကို follow လေးလဲလုပ်ဖယ်သွားဦးနောက်